ခေဆိုသည်စကားသည်ခိတဆိုသောပါဏိစကားမှဆင်းသက်လာအတူလေသည်ခိတဆိုသောစကားမှလည်းမြန်မာစကားကဲ့သို့ပင်ဖြစ်လျက်နေလေပြီခိတနှင့်ခဏဆိုသောစကားတို့မှလည်းအတူတူပင်ခေဆိုသောစကားကိုယခုဆိုသောအတိတ်ပဲမျိုးနှင့်လည်းသုံးလေရှိသေး၏ခေခဏယခုဆိုသောစကားတို့မှလည်းညီကိုဝမ်းကွဲများကဲ့သို့ပင်ဖြစ်ကြလေသည်ဇာတိခေအာနာခေဝိသရခေဆိုသောကျမ်းကယ်လာခေများလည်းရှိလေ၏ဤဆောင်ပါတွင်ယခုကာလအများဆုံးသုံးဆွဲနေရသောခေအကြောင်းကိုရေးသားပါမည်ခေစားသည်ဆိုလိုက်လျင်တစ်စုံတစ်ခုသောအရာကိုယခုခဏလေးအတွင်းထင်ပေါ်၏လူကြိုက်များလာသည်ကိုဆိုလို၏ခေဆန်သည်ဆိုလိုက်ပြန်လျင်ယခုကာလနှင့်ဆိုင်သောအရာအမျိုးမျိုးကိုနှစ်သက်ခြင်းကိုဆိုလိုလေသည်ခေဆိုသောစကားသည်အလွန်တာသွားသောစကားဖြစ်၏တာသောမသည်ပဲနှင့်တာသောစကားပေတည်း၎င်းစကားတွင်ပကာသနာလေးလည်းပါ၏မခံကျင်သောအရာကလေးလည်းပါ၏အညွန့်တက်ခြင်းသောအရာကလေးလည်းပါလေသည်ခိတိဟုသောစကွင်းအတွင်း၌လူပေါင်းတို့လှဲပတ်နေကြသည်ကိုတတိပြုမိကြပြီလောယောက်ျားမိန်းမမဟုမြည်သူမဆိုခေကြုံများဖြစ်နေကြသည်ကိုရိပ်မိကြပါ၏လောရှေးခါကမြန်မာများအင်္ဂလိပ်စာကိုမသင်ကြအင်္ဂလိပ်ကျောင်းတွင်မနေကြဖုံးတော်ကြီးကျောင်းများနှင့်ကိစ္စတုံးကြလေတော့သည်အတန်ကြာလျင်ခေတ်ဆန်သူအချို့အင်္ဂလိပ်ကျောင်းသို့သွား၍အင်္ဂလိပ်စာကိုသင်ကြားကြလေသည်၎င်းခေတ်ဆန်သူတို့ကဘုန်းတော်ကြီးတင်ကျောင်းသားတို့ကလူရန်ဝင်ဟုယူဆကြသည်အယူရှိကြ၏အင်္ဂလိပ်ကျောင်းသားဟုဆိုလျင်ပင်အရိုင်းဆိုင်အတိုင်းဝဲမတူဟု၍ကဲ့ရဲ့ကြကုန်၏အမျိုးဖြတ်တွေစာဖြတ်တွေကာမတ်တွေဟုထင်မှတ်ကြကုန်၏ခေဦးတွေကခေတ်ဆန်သူတွေမများလားအနေရခက်လာ၏ဟင်းသာများကြားတွင်ကြီးတကောင်ကဲ့သို့ကြီးများကြားတွင်ဟင်းသာတကောင်ကဲ့သို့မတင့်တယ်မကြာမီအင်္ဂလိပ်စာသင်သူတွေတစားတစားများ၍များလာခဲ့ကြသည်ထိုအခါခေတ်ဆန်သူတို့ကအားကောင်းလာပြီလျှင်ခေတ်မဆန်သူတို့အားလွှမ်းမိုးလိုက်ကြလေတော့သည်ထိုကမူကားရီကိုတောက်ကြရကုန်၏အင်္ဂလိပ်စာသင်ခြင်းကအရှိကကဲ့သို့အဆန်းမဟုတ်တော့ပြီခေတ်ဆန်သည်မမီတော့ပြီမိသည့်အရာမဆိုးလက်ဝတ်အစတီထွင်လိုက်လျင်လူများမနစ်သက်ကြနှစ်သက်သူနည်းငယ်သာမကြာမီနောက်လိုက်တွေတစားတစားပေါ်များလာစဖြင့်မကြာမီမိုးကားရီကိုတောက်ကြရကုန်၏ထိုကခေတ်ဆန်သည်ဆိုသောစကားပပြောက်၍တွားရလေတော့သည်ထိုကြောင့်ခေတ်ဆန်သည်ဆိုသောစကားနှင့်အသစ်ထွင်သည်စမ်းသည်ဆိုသောစကားမှာအတူတူဖြစ်သည်ဟု၍ဆိုလျင်မှားလိမ့်မည်မဟုတ်ခေတ်ဆိုသောစကားများကြားလိုက်လျင်အသစ်ထွင်ခြင်းကိုတတိယမိပေ၏ခေတ်ဆန်ခြင်းအသစ်ထွင်ခြင်းတို့ကိုကြိုက်လဲမကြိုက်ကြမကြိုက်ဘဲနဲ့လည်းမနေနိုင်ကြအလွန်တရာမှစမ်းကြယ်လာပေ၏ယောက်ျားမိန်းမမဟုမြည်သူမဆိုခေတ်ဆန်ခြင်းသည်ဟုသောအရှင်နှင့်ကြုံများလာဖြစ်လေသည်ခေတ်ဆန်ခြင်းမရှိလျင်အသစ်ထွင်ခြင်းလည်းမရှိအသစ်ထွင်ခြင်းလည်းမရှိလျင်လောကကြီးမှာတိုးတက်ခြင်းကင်းတော်မူတိတ်လျက်ပြင်းစရာကြီးဖြစ်နေပြီတော့မည်ခေတ်ဆန်ခြင်းအသစ်ထွင်ခြင်းသာမပါခဲ့လျင်မူမိရထားမိသမောတဲရထားမော်တော်ကမော်တော်ရင်ပြန်များလေရင်ပြန်တို့ကိုမြင်မှုကြရမည်မဟုတ်ပေခေတ်ဆန်သူတို့၏အကျိုးကြောင့်သာလျင်၎င်းရင်များကိုစီးပူးကြရပေသည်မြင်မှုကြရပေသည်မိမတာသောခေတ်ဆန်ခြင်းပေနီ၎င်းရင်များဖြစ်မြောက်အောင်ကြံစီကြခြင်းကလူများ၏စိတ်တွင်ထိုကြံစီသူတို့ဟာအယူများဟူ၍ပင်အထင်ခံရကြပေသည်၎င်းခေတ်ဆန်ခြင်းမျိုးဟာကောင်းသောခေတ်ဆန်ခြင်းအကျိုးရှိသောခေတ်ဆန်ခြင်းတို့ပေသည်အာဘိတိုက်တွန်းထိုက်သောခေတ်ဆန်ခြင်းတို့ပေသည်ခေတ်ဆန်တိုင်းလည်းကောင်း၍သည်ကမဆိုသာကောင်း၍သည်ဟူ၍မဆိုသာအကျိုးမရှိသောခေတ်ဆန်ခြင်းတို့လည်းအများအပြားရှိပေသည်ရှိပေသေးသည်၎င်းခေတ်ဆန်ခြင်းမျိုးကအာမပေသည်သို့သောကောင်းသောအကျိုးရှိသောခေတ်ဆန်ခြင်းမကောင်းသောအကျိုးရသောခေတ်ဆန်ခြင်းဖြစ်စေကဘူးတစုံတယောက်ကစတင်လိုက်လျင်တစားတစားလူအများလိုက်ပါလာရလေသည်ခေတ်ကထူးဆန်းအံ့ဩပဲကောင်းပြီဆိုခေတ်ဆန်ခြင်းဝင်လိုက်သည့်နေ့တစ်ပြိုင်နက်မိသူများမတားနိုင်မိသူများမစည်းနိုင်လက်မိုင်ရှာကကြည်နေလေရတယ်ကြည်နေကြရလေတော့သည်မိမများသည့်အဝိစားအလှပြင်ဆင်ခြင်းတို့နှင့်ပတ်သက်၍အစမ်းထွင်ဆုံးသောသူတို့သည်
စတုံးရွယ်ထိုးရမှာစတုံးကြီးဖြစ်အောင်အစမ်းထွင်ကြ၏တယောက်ကအသိထွင်လိုက်လျင်100 1000စသည်ဖြင့်နောက်လိုက်တွေပေါ်များလာကြ၏ဤသို့အစမ်းထွင်ခြင်းကအကျိုးရှိသောအစမ်းထွင်ခြင်းမျိုးမဟုတ်ဆန်စုအတွက်ပတ်စံပူကုန်၏ခေါင်းလေး၏အလုံးများ၏ကြည့်ရလဲများစွာမကောင်းလှယောက်ျားပေါင်းတို့ကသတင်းစာမဂဇင်းတို့ကနေ၍အပြစ်တင်စကားရေးသားကြကုန်၏ဖြုံးဝင်မဖြုံးတိုးတဲ့တိုးရတာလာကြကုန်၏နောက်ဆုံး၌အားလုံးပင်လက်လျှော့ကကြည်နေရတော့သည်ခက်ကိုမြည်သူတားနိုင်ပါနည်းရဲ့မြည်သူတားနိုင်ပါရဲ့နီးယခုအခါမှာမူကားသူကောင်းမှလည်းစတုံးကြီးငါကောင်းမှလည်းစတုံးကြီးများကိုတားလျင်မြင်ကြရမှများတော့စတုံးကြီးများနှင့်မှကြည်ကောင်းသည်ဟူ၍ထင်မှတ်ကြရလီတော့သည်ယခုကစတုံးတိတိလေးထုံးလာတော့မိန်းကလေးတယောက်ကိုမြင်လိုက်ရလီမျက်စိထဲတွင်အမြင်ကပ်အလွဲဆူနေလေပြီဒီအလွဲဆူနေလေပြီခေတ်ကတကိုးကြီးပြီဆိုမိန်းကလေးများအင်ကြီးပပဝိုင်းသားကိုဝတ်တော်ကြောင့်တလောကအတော်ပင်ဆူလိုက်သည်ယခုကမြည်သူများမဆူနိုင်တော့ပြီကြည်နေကြရတော့ဤအင်ကြီးပါဝတ်ချင်း၌အကျိုးမရှိသည်ကမှန်၏မလှသည်ကမှန်၏တို့သောအင်ကြီးပါဝတ်ချင်းသည်ခစ်ဆန်၏မိန်းကလေးကခစ်ဆန်သည်ကိုအလိုရှိနှစ်သက်၏မျက်နှိုး၏အောက်ကျ၏နောက်ကျ၏ခက်မမီဟု၍အပြောခံရမည်ကိုများသောစိုးရင်သောသူများဖြစ်ပေ၏ခစ်ဆန်လုံးကြသဖြင့်မြန်မာများတော်တော်မွဲကုန်ကြပေသည်တို့သောမကောင်းသောခစ်ဆန်ခြင်းကိုလိုက်နာလျက်ပင်ရှိနေကြသေးသည်တလာထဲတွင်လုံကြီးစမ်းပဝါဆန်းမျိုးမျိုးပေါ်လျက်နေ၏ခစ်ဆန်ခြင်းမြန်လွန်းလှသည်တကားအဝေးရောင်းသူများနေရာကျပေသည်တကားရခင်လာကဝယ်ထားသောလုံကြီးပဝါတို့ကိုယခုလာတဲ့မဝစ်လို့မချုံလို့ပြီးရခင်ဆယ်ရက်ကဝယ်ထားသောလုံကြီးပဝါတို့ကိုယနေ့တွင်မဝစ်လို့ပြီးမချုံလို့ပြီးတချို့သောသူတို့၌တလုံးဝေးမကုံနိုင်လောက်အဝယ်စားတွေများနေပြီဖြစ်တော်လဲဆန်းဆိုသမျှဝယ်နေတော့မင်းထားစရာနေရာမမရှိပြီဤခေတ်ကခေတ်ဆိုးကြီးဖြစ်သောကြောင့်အယောင်းဝယ်မကောင်းငွေကြေးရှားပါအထိဒုက္ခရောက်သူများသည်ဟု၍လူတိုင်းပါးစပ်ကပြောနေကြသည်တိုးသောအဝိစားဘက်ကခေတ်ဆန်းခြင်းကတလားတခြားတနေ့တခြားတနားတခြားတိုးတက်လျက်ပင်ရှိလေသည်ခေတ်ဆန်းသောအဝိစားများအကြောင်းရေးသားသည့်မဂဇင်းများပင်ပေါ်လာပေသည်တိုင်းပြည်ကောင်းသောသတင်းစာများတွင်ပင်ခေတ်ဆန်သောဝေစာများအကြောင်းစောင်းဝါးများကိုတွေ့မြင်ကြရလေပြီကြောက်ကြားစောင်းဝါးရှင်များပင်ခေတ်ဆန်သောမိန်းမများအကြောင်းရေးသားနေကြရပေသည်မိန်းမဆန်လုံးလိုက်ချွေတာကြီးကဟောနေကြသည့်ခေတ်တွင်အဖြုံတရားများကိုဟောနေကြပြီးကခေတ်ဆန်ခြင်းကိုမြည်သူများမတားနိုင်သည်ကမှန်၏တို့သောမကောင်းသောခေတ်ကိုကောင်းသောခေတ်ဖြစ်လာအောင်ကလုပ်နိုင်၏အဖြုံးခေတ်မှာချွေတာချင်းခေတ်သို့ရောက်အောင်ကလုပ်နိုင်မည်ခေတ်ကိုခေတ်နှစ်သာလျင်ပြန်၍ခုခံရသည်ဤနည်းပင်ခြားနည်းမရှိမိမများအင်ကြီးပါဝိကြသည်ကိုမကြိုက်ကြအံဖြစ်၏၎င်းတို့ကိုအင်ကြီးပါမွေးရန်တရားဟောခြင်းမပြုကြပဲအင်ကြီးတူဝှချင်းကိုခိဆန်အောင်လှုပ်ပေးလိုက်လျင်ချက်ချင်းနောက်လိုက်တွေပေါ်များလာ၍လာပေလိမ့်မည်မြည်ရအပြင်းနဲ့စီးနေသည်ကိုတာတမန်ပိတ်တားဆီးခြင်းထက်အခြားဘက်သို့မြောင်းတူ၍ပေးလိုက်ခြင်းကလွယ်ကူကဲ့သို့သည်စာရေးသားဘက်တွင်လည်းခိဆန်လျက်နေကြလေပြီဤသို့ခိဆန်ကအသစ်တွင်ခြင်းကကောင်းပါ၏သို့သောဆန်းလျင်ပြီးတော့ဆိုကဆန်းလုံးခြင်းကမကောင်းပေယခုကာလလူငယ်များရေးကြသောစာများမှာရှေ့သာချုပ်ကဲ့သို့တော်ဝဝိုက်ဖွဲ့နေခြင်းမရှိတော်တော်နေဆိုလိုချက်ကိုပေါ်လွင်အောင်ရေးသားလေရှိကြလေသည်ဤသို့အသစ်တွင်ခြင်းကကောင်းပါ၏နောက်လိုက်တွေလည်းပေါ်များ၍လာလေပြီ
ခေတ်စာများဟူ၍ပင်ခေါ်ဆိုသူတို့ကခေါ်ဆိုနေကြကုန်၏တို့ရတွင်ခေတ်ဆန်ယူမှမကခေတ်ဆန်လွန်အားကြီးသွားသောသူအချို့လည်းရှိသည်ခေတ်ဆန်လွန်အားကြီးသွားသောသူအချို့လည်းရှိလေသည်၎င်းတို့စာများမှာခေတ်ဆန်လွန်သွားသဖြင့်စာရေးသားပြပြရမည့်အစားထိတဲ့ငုံငေါဖြစ်လျက်သွား၏အချို့သောစာများမှာကျင်းနှန်းစာထက်ပင်တူတောင်းနေသောကြောင့်စကားပြပြချင်းကိုနှောက်ယှက်၏အတိတ်ပဲပုံလွန်ခြင်းကိုနှောက်ယှက်၏ဤစာတို့ကခေတ်ဆန်လွန်သောစာများပေသည်လောကမှာမြည်သည့်အရာမဆိုတန်လျင်ဆေးဖြစ်၏လွန်လျင်ဘေးဖြစ်လေသည်ခေတ်ဆန်ခြင်းကကောင်းပါ၏ခေတ်ဆန်လွန်ခြင်းကမကောင်းယခုခေတ်တွင်ကစာရေးသားမှာလည်းခေတ်ဆန်လွန်အားကြီးသူတွေပေါ်များလျက်နေကြပြီအဝိစားဘက်ကလည်းခေတ်ဆန်လွန်အားကြီးသူတွေပေါ်များလျက်နေနေပြီခေတ်ကိုတီထွင်သူတို့တည်ထားရန်ကခေတ်ဆန်ခြင်းမလွန်သွားစေရန်ဖြစ်၏ခေတ်ဆန်ခြင်း၌ကောင်းသောခေတ်ဆန်ခြင်းဆိုးသောခေတ်ဆန်ခြင်းဟူ၍နှမျိုးရှိရာတွင်ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာတီထွင်ကြရန်သင့်ပေ၏ခေတ်ဆန်သူတို့တည်ထားကြပါကုန်ခေတ်တီထွင်သူတို့တည်ထားကြပါကုန်20ရာစုတဲမောင်မြင့်ယခုလိုမျိုးစာပေအကြောင်းအရာတွေနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ KAD Studio Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးကြဖို့ကျေးဇူးတင်ပါတယ်ခင်ဗျာ